ကောင်းမလေးကသူများနဲ့မတူတဲ့ surprise ပေါင်းလေးကိုရေးပေးပါဆိုတော့ဒီပေါင်းလေးကိုရေးချက်ထားပါရဲ့နော်ပထမအဦးဆုံးပစ္စည်းလေးကတော့နေရာဒီမှာချွတ်တက်လွန်ပြီးအရင်အိုက်တက်တဲ့မောက်အတွက်မိမလာလဲသုံးရတာအဆင်ပြေတယ်လေးပစ္စည်းတစ်ခုထပ်ပေးပါဆိုရတောင်လေးကိုထပ်ထားပေးပါရဲ့ရှင်ကွန်ဆာတဲ့မောက်အတွက်တာချိမတက်အောင်နိုင်ငံကအဆင်မီသွားရိုက်တဲ့တစ်ချောင်းလက်ထပ်ပေးပါဆိုထပ်ထားပေးပါရဲ့နော်ဒါပြင်ညဘက်ဆိုလို့ရှိရင်မောက်တက်တဲ့မောက်အတွက်မီဒီလာလေးတစ်လုံးနဲ့ထပ်ပေးပါဆိုလို့နောက်ဆုံးမှမီဒီလေးနဲ့ထပ်ထားပေးပါရဲ့ရှင်ဒါတွေမကသေးပါဘူးအခါလီတိုင်းနှုတ်ဆက်တဲ့မောက်အတွက်ပနုံမုတ်လေးကိုလည်းသူအထပ်ထားပေးခိုင်းပါသေးတယ်ရှင်အသားညွန့်မဲမဲလေးနဲ့ချစ်စရာကောင်းတဲ့မောက်ရေအသားဖြူဖို့စကင်ကဲဖို့လိုပါတယ်ဒါကြောင့်မို့တဘာဝအတွက်ရေမြုပ်လေးနဲ့ရေချိုးနှံကြီးတိုက်ပေးဖို့လည်းအမစကားပါလိုက်ပါရဲ့ရှင်ဒါကတော့တဘာဝအတွက်ကြီးတိုက်ပစ္စည်းလေးပဲဖြစ်ပါရဲ့ရှင်နေပူရထွက်တိုင်းမျက်စိစိမ့်သက်တဲ့မောက်အတွက်နေကမျက်မှန်လေးနဲ့ထပ်ပေးပါမမရေးဆိုလို့နေကမျက်မှန်လေးကိုထပ်ပေးလိုက်ပါရဲ့နော်အိမ်မနေရင်လည်းအိုက်ပြေဖို့အတွက်အိမ်လေးကိုလည်းမထားပေးပါတယ်ဒီအိမ်လေးဟာလေဝင်တွေအတူကောင်းမွန်တဲ့အတွက်နေရာဒီမှာဝေးရတာအသင့်တော်ဆုံးအိမ်ကြီးပဲဖြစ်ပါရဲ့ရှင်နောက်ဆုံးလက်ဆောင်လေးကတော့မိုးရည်တက်ရောက်တော့မယ်ဆိုတော့မမရေကောင်းလေးအတွက်ထီးလေးတစ်ချောင်းမှထည့်ပေးပါဆိုလို့ထပ်လိုက်ပါရဲ့နော်အရင်ကောင်းတဲ့မောင်လေးပဲဖြစ်ပါရဲ့